မင်းတို့မကြည့်ဘူး ဟုတ်ပြီပါ ခုလိုဘူးလို့ဆိုတာတရားမလို့ကုသမှုဆောင်ရတယ်ပတ်သက်လို့စလို့လူခံစားချက်လုပ်ခဲ့ပြီးတော့ဘယ်ကနေဘယ်ကြီးဒီစိတ်ပြောတာမမကတော့ပြောလို့ ဟုတ် မင်းစကြတယ်ကွာတကယ်တော့မင်းဒီတော်လိုင်းကြီးလောက်လာတာငါတို့ပြီးခဲ့တာကိုကြားလိုက်အတူတူအစကနေလည်းတွေ့လာတယ်ခုဒီတော်လိုင်းကြီးလုံနေတယ်ဘယ်လိုလုပ်ဒီဟန်းကြောင်းပေါ်ရောက်တော့အဲ့စရောက်လုံးတွေဖြစ်ပြက်တယ်ဒီနေ့ဖြစ်ပြက်နေတယ်ဖြစ်ပြက်အစဆုံးပြုတ် တော့လည်းလို့နေကျွန်တော်ကျွေးနေရပါလောခဲ့တဲ့စနေလောက်ကတည်တယ်ကိုဆိုင်တဲ့တိုင်းပေါ်မှာ80ရအဲ့ဒီမြေဒီလိုလိုလို့လိုရနိုင်တယ်ဒေတာရှိတယ်တော့ပြောလာတယ်ဘုံစကြည့်မယ်ကျွန်တော်ပြောလိုက်စကြည့်ရတယ်ကျွန်တော်ပထမဆုံးနိုင်ငံနဲ့သွားပြီးတစ်ခေါက်တက်အဲရောက်ကြည့်ရင်အဆင်ပြေပါတယ်အဆင်ပြေတော့နော်အားရကားနဲ့အားတော့ဆက်တယ်အဲ့ကောက်ကနိုင်ငံနဲ့တက်တဲ့ကောက်ကကျွန်တော်ပတ်စံမရဘူးသူကအဆန်လုံးတော့မပေးပါဘူးနောက်ဆုံးခုကောက်ရဲ့အရင်ကောက်ကကျွန်တော်ပတ်စံသိနေရကြပါတယ်တော့ကျုံရတဲ့သိနေရကြပါတယ်ဝိသေတွေကသူတို့ကတော့ ကျွန်တော်နောက်ခေါက်ရှိပါတယ် ဟိုမှာဖတ်ထားတဲ့မျိုးတွေကအဲ့မှာပစ္စည်းသွားဖို့၄ခေါက်ရှိတယ်ပြောတယ်။အဲ့ဒါကိုရှင်းလို့ပြောပါ သူမသိပါဘူးကျွန်တော်ပထမကောက်နဲ့ဒုတိယကောက်ကကျွန်တော်ဖောက်ခွဲရေးပစ္စည်းဆလာလိုက်သွားတယ်ကလေးတွေကျွန်တော်ခိုင်းတာလောက်ရတဲ့အတွက်ကျွန်တော်ဒီဘယ်လိုမှမအောင်သိဘူးဝေးစီနော်အခုတတိယကောက်နဲ့ချိုးရကောက်ဝေးစီပါ ။ဟိုထောက်ခံလာပြီးတောင်းသွားပြီးတော့ဝိသေတွေဆိုတော့တိုင်းတစ်ခွက်ကဟိုလက်ခံအများကြီးကြတယ်။ရင်ခေါက်တွေသွားတော့အဲ့ဒါခရင်သွားတယ်ဆိုရင်အခွင့်အရေးရှိတယ်ဆိုရင်လမ်းကြောင်းမှာဆိုပြီးရနားလေပေါ့။တော့တော့ဘယ်လိုလဲ တော့ဟုတ်တယ်ပစ္စည်းအမောက်ကလည်းရလာဖြစ်တဲ့အတွက်နောက်ပြီးတည်းဖောက်ခွဲရေးရတယ်တော့တရားတော့လည်းတည်းရဖြစ်တဲ့တော့ဘာလို့လဲတယ်ထောက်ပါလားတော့ချခဲ့ပါကျွန်တော်အားပါမယ်။အဲကြောင့်လေ။โอเคထောက်ပါလာကြပြီ။သွားလာပို့ပြီးအဆင်ပြေမယ်လို့ပြောတယ်။ကျွန်တော်လည်းထောက်ပါလာအသုံးချခဲ့ပါတယ် ဝိသေတွေသွားပြီး ဒီတော့မောင်ဝါးနေတစ်ဆက်ကိုဆိုင်ကူဒီပြောရတယ်အဲ့တော့လက်တယ်ပြလို့လက်တယ်ကျွန်တော်ဒီရောက်ပို့ပြရအောင် ခုပစ္စည်းတွေဘယ်နှခါလောက်လုပ်တယ်စ
林记的可能好了， ဒီကောက်တွေကိုအားတော့မျိုးတွေလာဖို့လည်းဒီကောက်တွေစေကောက်တော့ရှိပါတယ် 拉回来没有？印尼， ရင်းပြီးပါသူကတစ်ခေါက်ကားတစ်စီးရောက်နေတခုရောက်နေ 我就没抓过。 ကလေးနဲ့အတိပို့ပါတယ် 还不叫别吃， ကျွန်တော်ကိုဆိုင်နဲ့ပဲချစ်ရတာဆိုင်ကသူစီတင်ပြီးတော့နောက်ကလေးနဲ့လည်းရောက်ပြီးကလေးနဲ့ကလေးတော့ရောက်ပြီးဆိုတော့နေတိုင်းသူကလည်းကားလို့ပြီးတော့ရှောက်လိုက်တယ်ဒါမှလည်းကားရင်းရှင်းပြီးပြေးသွားတယ် ပြောပြတယ်လေးမှကြရင်ဖြေးနေတယ်မင်းဒီကြားထဲမှာဆက်လွယ်နေတာချားလို့ရောရှိကိုကားပြရတယ်ကိုထွတ်လူတို့အဲ့လိုရတယ်ဘလို့မင်းဆက်လွယ်အစကမေးနေတယ်စာဆုံးမေးမှလည်းမဖြေနဲ့စာဆုံးပြောပြပြောတယ် 林记的， ဟုတ်ပါကျွန်တော်မင်းတို့ဒီရောက်လာ အဲ့ဒါစာဆုံးပြန် ပြီး ပြော တော့ပြီးတဲ့အတွက်ကျွန်တော်ထောင်ဝေးရဒီရောက်လာ အဲ့ကိုထွတ်လူကပြရတယ် သူကနှမ်းက ပြောပြပြရတယ်ပြည်မြဟာတွေအကုန်လုံးမေးမှမပြောနဲ့မင်းပြော သူဒီကားပဲကားတာသူကားငားတာကျွန်တော်သုံးပါရှိ 哪里哪里不用了？ ကျွန်တော်ဆာလာလိုက်တယ်လို့ပြောမှာသူလည်းကျွန်တော်ဒါရီလောက်တယ်ဆိုတော့သူလည်းမသိပါ 几个来着？林记那个，快弟弟，那个弟弟， သူမှမသိပါကျွန်တော်လည်းမသိတာဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လည်းလူနေတဲ့ဇော်လက်တော့မသိဘူး 多少公里？ မသိပါဘူး 多少个没水的没有办法掉。 ဒီလေးကိုလောက်တာအဲ့ဒီနဲ့ဦးနဲ့ဘယ်လိုဖြစ်ကုန်လို့ပြီးရကြသွားပြောဝန်ခံမလားလို့နော်အဲ့ဒီမှာလေးပြောပြပါလိမ့်ဦးနဲ့တူပဲလိုက်တယ်သူပြောတယ်တော့ဒီနောက်ရညညအိပ်ဒီဘက်ပြန်လာကိုနားရပြီးတော့ဆိုင်ခဲ့ဒီဘောဆယ်ကိုပြောတယ်ကျွန်တော်ထိုင်တော့ပါတယ်ရှားမလို့တော့ 来不上了， လိုက်ရှာပါတယ်အဲ့ဒါပဲရှာတယ်လိုက်ရှာဒါပေမဲ့ဦးကြီးလည်းရှာလို့မရဘူး 好少了呀？ ဖုန်းဆက်လို့မရတော့ဘူးကျွန်တော်ပေါ့ခွဲပြီးတော့တယ် 好快了， ကျွန်တော်ဒီလိုပဲပစ္စည်းတွေအကုန်လုံးပြီးစားရလိုက်တယ်ဒီအားလည်းကိုလည်းဖုန်းဆက်စီလိုက်နည်းနည်းချက်စီလိုက်အားဒီလိုဆက်တယ်တော့လည်းပြောပြီးတော့ဖုန်းဆက်တယ်ဆက်တယ် 我再也不用你了。 ကိုခိုင် 我这个要嘛，我这个烂的，那把他们这个烂的吃，卤锅， ကျွန်တော်တည်းရဲ့ဖုန်းနံပါတ်သူဖုန်းနံပါတ်မသိဘူးကျွန်တော်ဘာလို့လဲတောင်းလာဖုန်းနံပါတ်ပဲကျွန်တော်ခေါင်းထဲမှာအလို့ရသူဒီတန်းဖုန်းချိန်ဆက်လိုက်အဲ့လေလမ်းမှာသူရောက်တယ်ဖုန်းအခုဒီတောင်းပြီးကျွန်တော်ချိန်ဆက်လိုက်一部记录你说了，一台看了嘛，我讲嘛， ကျွန်တော်ယောက်ျားပါ
ကျွန်တော်ပြည်ကျွန်တော်သိလို့ကျွန်တော်မိခင်တဲ့ကြားပြီးတော့စစ်စစ်ပန်းစီခံတာကျွန်တော်ထွက်ပြီးလို့ဆိုရင်ကျွန်တော်ရပါတယ်ကျွန်တော်နေရာအများကြီးရှိတယ်ကျွန်တော်ထွက်ပြီးတာကျွန်တော်ယောက်ျားဖြစ်တဲ့အတွက်ကျွန်တော်ကိုယ့်ပြစ်ကိုသိရတဲ့အတွက်ကျွန်တော်ရဲ့ဖွဲ့ပြီးတယ်ဘာမှမသက်ဆိုင်ဘူးကျွန်တော်ရဲ့ရဲဘော်တွေလည်းဒီဘက်မှာမသက်ဆိုင်ဘူးကျွန်တော်ရဲ့ကားသမားတွေလည်းဒီဘက်မှာမသက်ဆိုင်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်အပြစ်ကိုကျွန်တော်သိလို့ကျွန်တော်ဒါရောက်ဖန်တီးချင်းလေးခံတယ်ဒီခီးမှာပါသေးတယ်တခြားရဲဘော်တွေပါသေးတယ်ဒီချိုဘက်ကရဲဘော်အဲ့ဒါရောဘယ်လိုလုပ်ပါလားအဲ့ဒါကိုယ်တိုင်ကလည်းအငါမှရှိတယ်သူအငါကလုံးဆောင်ပစ္စည်းတွေတဲ့လေကားမစီရအဲ့မှာကိုယ်တိုင်ကကားလို့ရှိပါတယ်အဲ့ကားကိုအဲ့ဒီချိုကအပါပြောရတယ်လမ်းညုံလိုက်မောင်းတာပြောအဲ့ဒါမျိုးတွေကမချွတ်မချန်ပြောဘလူတွေပါလိမ့်မယ်ဘလူတွေတော့လမ်းကြီးမှာဘလူတွေပတ်တက်ခဲ့တယ်ပတ်တက်မှုတွေပြောပြန်ဒီတော့ပါခုတတာတော့မပါဘူးမပါပါဘူးတိုက်ကားလို့လည်းမပါဘူးမပါဘူးကျွန်တော်တယောက်နဲ့လုပ်တာပါကျွန်တော်ပြေးတယ်ဘူးမှပါမသိအဲဆိုကိုဆိုင်နေရပထမဆုံးချိန်ဆက်တယ်မှာရက်မှတ်မိဆက်တယ်ရတယ်ရက်မမမေလို့ကိုတိုင်းရဆိုရင်ကြီးဒီပါလေသူချင်းကဟောက်တယ်တော့တိုင်းမောင်းတော့အဲ့ဒါတော့လက်တူကသူကလည်းမောင်းပြီခိုင်းမောင်းတော့လွန်ခဲ့တဲ့10နှစ်ကတို့ဟုတ်အဲ့ဒါသိချင်တာမို့ခုလောလောဆယ်ပေါင်းပတ်တက်မှုမှာလူချင်းတွေ့ပြီးတာသိချင်တာမတွေ့ဘူးပေါ့ဖုန်းနဲ့ပဲလုပ်တာတိုင်းမောင်းနေပြောတယ်မှတ်မိတယ်လူနဲ့ဆက်တယ်ပါမလို့ဘူးဘာလဲအကောက်ခဏခဏပြောတာမျိုးရှိပြပြရဲဆက်တယ်ကျွန်တော်ပြောတာကိုယ်ဖိုင်ပကနေဆက်တယ်ဟုတ်ဒီဖုန်းနဲ့ဆက်တယ်ကဘယ်လိုပါနဲ့ဆက်တယ်တယ်လီဂရမ်နဲ့ပြောတာသူ့ကောင်မှမဟုတ်ဘာလို့မလုပ်လူရှာလာရေးတာလူကောင်လူကလူချင်းမတွေ့ဘူးလည်းမင်းတို့မြောက်ကနိုင်ဘောအတိုင်းဒီတယ်လီဂရမ်နံပါတ်ဘယ်လိုရဘယ်လိုဆက်လို့ရတော့ဒီရေမှာတော့လည်းတော့ပြန်တော့အဲ့မှာဘယ်လိုလာဟိုင်းတော့စကားပြောပြတာဟုတ်လို့ရှင်းစားပြီးတော့ပုတ်တူကြည့်ရတယ်အဲ့လိုပဲပြီးတဲ့ဒီကဒီကမျိုးရှိရတယ်ပြီးတဲ့ဖြစ်တာကိုခံရမှာပြတာအခက်လာကျွန်တော်လုပ်တဲ့တော့ကျွန်တော်လုပ်ခဲ့တဲ့အရေးကြီးကျွန်တော်လိုက်ပြီးဆိုရတော့လိုက်ပြီးဆိုရတယ်လည်းသက်ဆိုင်တယ်တဲ့